ဇလန်နဲ့ဆင်ញမှုတွေနဲ့မစပါဘူးကျွန်တော်တို့အမြဲတမ်းအမှတ်ရခြင်းနဲ့အချိန်တစ်ခုကနေစတတ်ပါတယ်ဒီနိုင်ငံရောက်လာတော့ကျွန်တော်တို့မှာကိုယ်စီမျှော်လင့်ချက်တွေကလွဲလို့ရှိရင်ရှိမှတဲ့အစီအစဉ်တွေမကြည့်ကြပါဘူးကျွန်တော်တို့ဘဝတွေကမြန်မြန်သွားနေတဲ့အချိန်မှာကျွန်တော်တို့ရပ်ပြီးတော့စဉ်းစားတတ်လာကြတယ်စကလုံးတွေကမလုံလောက်တဲ့အချိန်မှာဂီတကျွန်တော်တို့အတွက်စကားစက်တွေဖြစ်လာတယ်အချို့ခံစားချက်တွေကပြောရတယ်ရည်ရတာပို့ပြီးတော့လွယ်ကြာရအသစ်ဖြစ်နေတဲ့အချိန်မှာအသေးအဖွဲဆုံးဖြတ်ချက်တွေရတာကျွန်တော်တို့အတွက်အရေးပါတယ်အင်အားလာတဲ့စာတွေကခါတလေအားစိတ်ဖြစ်ပေမဲ့ခါတလေကြောက်လည်းအားချင်းလေးဒါရီစကားနေကြတော့ကျွန်တော်တို့လည်းစကားနေတယ်ဒီရောက်လာခြင်းတော့ကျွန်တော်တို့ရှေ့ကအစိမ်းနေထပ်မပို့ပါဘူးဒါပေမဲ့နှစ်ဆိုတဲ့အချိန်တိုင်းတစ်ခုပြင်မှာစိမ်းနေရနေငယ်ချင်းတွေကနေပြီးတော့ခွဲရမှာကြောက်တွေဖြစ်လာတယ်ဒီ project ကခရီးတစ်ခုကြောင့်မဟုတ်ပါဘူးကျွန်တော်တို့ပြောင်းလဲပေးခဲ့တဲ့အချိန်တွေကြောင့်ပါ